ဒီပဲနိုင်နော်တောင်းအကာလေးကိုကြည့်ပါလေမင်းအကာကောင်းတော့ရုပ်လဲချောတယ်စမ်းနဲ့ရှိတော့ဒီနေရာရောက်တာပေါ့နော်အဲ့တော့ဟုတ်ပြီအနုပညာတွေကိုဒီလိုရောက်လာခဲ့ပြီးတော့ဒီဦးစီးခေါင်းဆောင်နန္ဒပူစီမင်းသားခေါ်တယ်စိုင်းမှုဇတ်တပင်လို့စဖြစ်တာလေးပြောပါဦးဟုတ်ကဲ့စိုင်းမှုဇတ်တပင်လို့စဖြစ်လာတာတော့ဒါရွာမှာမကဘဲနဲ့နေတာ4နှစ်လောက်ရှိမယ်ပေါ့ကိုဗစ်ကာလလေဟုတ်ကဲ့လေးစားလမ်းခေါ်ပါတယ်အဲ့တော့နော်မှတ်မိလားမမေကမလွတ်လို့ဆရာအောင်ကျော်ထွန်းက3ခေါက်လောက်တောက်လမ်းခေါ်ရဲဆိုတာရန်ကုန်မှာနေပြီးတော့မင်းစိတ်ကြိုက်လို့တချင်းဆိုရင်ဆိုမကကျင်လဲနေဆိုပြီးတော့ဆရာကနေလမ်းခေါ်လို့လာဖြစ်တယ်တနည်းလောက်နေလေးတွေမှာတချင်းလေးလိုက်ဆိုဖြစ်တယ်ဆိုပြီးတော့ဆရာကဒီနေ့ကတော့မင်းခေါင်းဆောင်မင်းသားလေးကလိုက်အောင်3လလောက်ကကြည့်ပါတော့ဒါဘာဖြစ်လို့မကဖြစ်တာလဲဆိုတော့ background ကလည်းမရှိမျိုးရိုးကလည်းမရှိငွေအားလည်းမရှိတော့ဒါကြောက်တယ်ကကျဆရာကဘာမှမကြောက်နဲ့ငါရှိတယ်ငါနားမှာလည်းပညာရှင်တွေအများကြီးပဲအားလုံးဝန်းရံပေးမယ်ဆိုပြီးတော့ဟုတ်တယ်စာပြည့်သွားတာပေါ့စာပြည့်ပြီးတော့စိုင်းရည်မှုဆိုပြီးတော့ခေါင်းစည်းမင်းသားကိုဆရာအောင်ညွန့်ထွန်းကတင်မြောက်ပေးလိုက်တာပေါ့ကျေးဇူးတင်ကြကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ခက်ကချင်းကြီးကလေးတို့ခက်နဲ့ကွာသွားပြီလေဟုတ်တယ်လေးတို့ခက်တုန်းကကျတော့ဇတ်ပင်ဒီအကုန်လုံးကိုဘာပေါ့လဲ contract ရှိတယ်ဒီခေတ်မှာ contract ဆိုတာနည်းသွားပြီနော်အဲ့တော့ခုတားကိုဆွေးမတော်မျိုးမတော်နဲ့နော်သူတားလဲမဟုတ်သူတူလဲမဟုတ်သူသွင်းလဲမဟုတ်ပဲနဲ့ဖူးစီမင်းသားခေါင်းဆောင်လို့တတ်တိရှိပေါ့တော့တကယ်ယုံသက်ကြီးလို့ကိုအများကြီးစွန့်အားရှာတယ်ပေါ့နော်စွန့်စားတယ်ပေါ့နော်အဲ့မှာလုတ်ပြီးတဲ့သူကျေးဇူးတင်ရမယ်နော်တာဟုတ်ကဲ့လေဒါအင်မတန်ကျေးဇူးတင်ကောင်းတယ်တကယ်ခေါင်းဆောင်မင်းသားဆိုတာအရှင်းဆုံးပြောရင်ဆရာမရှိရင်ဒီခေါင်းဆောင်မင်းသားရဲ့လူကဖြစ်လာမှာကိုယ့်ရဲ့အားနဲ့ကြောက်နေတာနဲ့ဆရာကရေးရဲလို့အခက်ခဲရှိမယ်တူတူကြော်လွားမယ်ဘယ်လိုပဲရှိဆိုဆရာအဖေလိုမျိုးမရက်တီးပြီးတော့အခက်ခဲတစ်ခုခုဖြစ်လာတိုက်ခိုက်လာတယ်ဆိုတော့မှသူပဲအမုန်းခံမယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အရှိကနေမရက်တီးပေးလို့တာဒီခေါင်းဆောင်မင်းသားစိုင်းရင်မွဲလို့ဖြစ်လာတာကောင်းပါလေဗျာဒါသားရဲ့ခုနတော့ပေါ့နော်ဒီခင်မွန်ကြီး10ပါးမှာသူတပါးပါဝင်ဖြစ်တော့သူတက်တိရှိတာပဲ4ရက်ကြည့်အန်အောနာဗျဒီခေတ်ဒီကဇက်ထောင်းတာမလွယ်ပါဘူးကွာဟုတ်တယ်နောက်ပြီးတော့ဒီငွေကြီး site ထုတ်ရတာပြင်ခုနဝါယာမ site ထုတ်မှုအရင်မှာအကြံဉာဏ်တွေပဲ site ထုတ်ရတာဟုတ်နော်ဒီခေတ်က